牛郎你那个，龙喜龙喜，谁满多快快的要努力导演，导演导演。ပေါ်လာမဲ့ constitution ကကျွန်တော်တို့ကချင်ပြည်သူတွေအတွက်ရောဗမာပြည်မှာရှိရတဲ့တိုင်းရင်းသားလူမျိုးစုအားလုံးအတွက်ပါအကျိုးမရှိတဲ့အဖြစ်ဒါထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒါကိုစန့်ကျင်ဆန္ဒပြရခြင်းဖြစ်ပါတယ်တကယ်၍ကျွန်တော်တို့တိုင်းရင်းသားတွေကိုချစ်တယ်ကျွန်တော်တို့ကချင်ပြည်သူတွေကိုလည်းနားလေတဲ့စားနာတဲ့ဒီအပေါ်မှာတကယ်တိုင်းပြည်ကိုစေတနာအမှန်ထားတယ်ဆိုလို့ရှိရင်တော့စစ်မှန်တဲ့ဖေရမှုကိုသူကချတင်ပါတယ်အဲ့ဒီမူတိုင်းပဲသူကတွားတင်ပါတယ်都不在这种车里，给我 NDA 给你。我们在这种车里，给我给你 NDA，这地方现在我实在要在耶，不要让现在是就在耶，你们能分得比较自己少耶，再让那国外标准法规也是耶。ကချင်တော်လှန်ရေးဟာ46နှစ်တိုင်အောင်ကျွန်တော်ရုန်းကန်ကြိုးစားခဲ့ရပေမဲ့ဒီနေ့နာအဖစစ်အစိုးရဖိနှိပ်ချုပ်ချယ်မှုဟာကျွန်တော်တိုင်းသားတွေအပေါ်မှာတိုးတစ်ထက်တိုးလာတဲ့ကိစ္စကြောင့်ဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ဒီနေ့ကချင်တော်လှန်ရေးနေ့မှာကျွန်တော် KNO အဖွဲ့များအနေဖြင့်ဒီနေ့နာအဖစစ်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုကိုကျွန်တော်ကဖန်ပြန်လဲပြောစန့်ကျင်တယ်ဆိုတဲ့အရာကိုနိုင်ငံတကာမှာရှိတဲ့တိုင်းသားညီကိုများတာမကဗမာပြည်တွင်းမှာရှိတဲ့ကျွန်တော်ညီကိုမောင်နှမများအားလုံးစိတ်ဓာတ်နှိုးကြွပြီးနိုင်ငံရေးမှာအတိပြန်လဲစင်တာနှိုးကြွထက်တန်လာဖို့ရအတွက်ရည်ရွယ်ရခြင်းဖြစ်ပါတယ် Army military Kachinland we go Army military Kachinland we go UN Security Council ကနေဝင်လာမဲ့အရာကိုတိုင်းသားပြည်သူအားလုံးမျှော်လင့်တဲ့အရာကိုဒီနေ့ KIA KIO ကနေသူတို့ကထောက်ခံဆိုကြိုးဆိုတယ်ဆိုတဲ့အရာကပြည်သူများကိုစော်ကားလိုက်ရခြင်းလဲဖြစ်ပါတယ်ဒီအရာကိုကျွန်တော်တိုင်းသားညီကောင်မောင်နှမဒါမကဘူးကျွန်တော်ကချင်ပြည်သူများအားလုံးရဲ့ရင်ထဲမှာနားလေတဘောပေါက်လာဖို့ရအတွက်ဒီနေ့ပြည်သူများရဲ့ကချင်စစ်တပ်ဟာပြည်သူများအတွက်မဟုတ်ဘဲနဲ့နာဖရဲ့စစ်တပ်မစိန်ရိုးဖြစ်လာတယ်ဆိုတဲ့အရာကိုပြည်သူများအားလုံးသိဖို့ရအတွက်ဒီနေ့စန္ဒပြရခြင်းဖြစ်ပါတယ် ပြည်သူထဲကပြည်သူဖြစ်တဲ့ဒီဒီမှာရောက်ရှိနေတဲ့ကျမတို့တွေအားဆိုရင်ရေကတာစီမံကိန်းကိုစတင်ဖို့ရတဲ့ဆန္ဒပြခြင်းဖြစ်ပါတယ်။
terror. Kachin National Organization protests against Burmese military regime's hydropower projects to be implemented at the confluence of the Aravalli, Malika and Imai rivers. ချင်းပြည်နယ်ရဲ့လေခမလိကရစ်ဆုံရဲ့အထက်မှာကျွန်တော်တို့ပြည်သူကချင်ပြည်သူလူထုရဲ့စန္ဒကိုဘာမှပြုဆိုင်ပဲနဲ့ဒီရဲလက်စစ်စီမံကိန်းအတွက်စစ်အစိုးရဟာပြုလုပ်ခြင်းဟာကျွန်တော်တို့ကချင်မျိုးတွေအားလုံးကိုစော်ရလဲရောက်ပါတယ် အခုဆိုလို့ရှိရင်လည်းကျွန်တော်တို့ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ဒီမေခမလိခနှစ်ကျော်တစ်လျှောက်ပေါ်မှာဒမ်ရှိခုသူတို့တိဆောက်သွားဖို့ရန်အတွက်ပြီးခဲ့တဲ့မေ4ရက်နေ့မှာသူတို့တိဆောက်ဖို့ဖြစ်တယ်ဆိုပြီး project ဒီရေကာတာစီမံကိန်းကိုအကြောင်းပြုပြီးလာရောက်နေထိုင်မဲ့လူတွေဟာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ကချင်အမျိုးသမီးတွေရဲ့ကချင်အမျိုးသမီးပေါ်မှာလည်း rate ကိစ္စတွေကတနေ့နဲ့တနေ့များနေတယ်လို့ပေါ်ပြီးတော့တောင်မှကျွန်တော်တို့မကြားဝင်မမြင်ဝင်အောင်များလာမှာဖြစ်ပါတယ် China 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 Kachin people desire Kachin people desire We want democracy We want